Hello မင်္ဂလာပါကျွန်တော် London LCC Training Center ကဆရာမင်းထပ်ဖြစ်တယ်ဒီနေ့ accrual basis နဲ့ cash basis ဆိုတဲ့အကြောင်းအရာစရင်ကိုင်သမားတွေကြာဘူးနာဝရှိတဲ့အရာဖြစ်တယ်စရင်တွင်းတဲ့အခါမှာဘယ်လိုစနစ်နဲ့တွားမလဲဆိုတဲ့အရာတစ်ခုဖြစ်တယ်အမှ cash basis နဲ့ accrual basis ဆိုပြီးတော့နှမျိုးရှိတယ်နောက်တစ်ခုမကြားဘူးတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကြတော့အဲ့နှစ်ခုရောတဲ့ဟာပေါ့နော် hyper ဆိုအဲ့တော့ဒီအရာကစရင်တွင်းတဲ့အခါမှာသုံးတဲ့စနစ်ဟိုလိုမျိုး double entry ပုံစံအဲ့ဒီဟာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့စရင်တွင်းတဲ့အခါမှာဥပမာတချို့ကငွေဝင်ငွေထွက်အတိုင်းပဲစရင်တွင်းပြီးတော့စရင်တွေချုပ်လိုက်မယ်ဆိုရင်အဲ့ဒါက cash basis လို့ခေါ်တယ်မြန်မာနိုင်ငံမှာဆိုရင်တချို့အများစုလုပ်ငန်းတွေပေါ့နော်ကိုပိုင်စရင်ကိုင်နေမထားဘူးမိသားစုပိုင်လုပ်ငန်းတွေဆိုစရင်ကိုင်နေမထားတဲ့အခါမှာသူတို့ရဲ့ငွေဝင်ငွေထွက်အလိုက်ပဲစရင်တွေတွက်ချက်တဲ့အခါမှာအဲ့ဒါကကျွန်တော် cash basis ပုံစံနဲ့တွားတဲ့ဟာလို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ तू ကအမှန်တကယ်ငွေရတဲ့ဟာတွေပေါ်မှာအခြေခံပြီးတော့တွားတာဖြစ်တဲ့အတွက်ကြောင့်ဒါ cash basis နဲ့လည်းစရင်တွေကတော့ဆွဲလို့ရတယ်ဒါပေမဲ့တကယ်စစ်မှန်တဲ့တိကျတဲ့အရာတော့မဟုတ်ဘူး။ဥပမာအမျက်တွေပြအဲ့ဒါတကယ်အမျက်အဲ့ဒီနေ့အဲ့ဒီလအဲ့ဒီနေ့အတွက်တကယ်အမျက်မဟုတ်တော့ဘူးပြီးရင် cash basis နဲ့ကကြတော့အစိုးရတွေစီမှာအခွန်နဲ့ပတ်သက်ပြီးတော့အရှုံးအမြတ်စရင်တွေလက်ကျန်ရှင်းတန်း balance sheet တွေတွားပြီးတော့ပြမယ်စရင်တင်ပြဖို့ဆိုရင်တော့အဲ့ဒါ cash basis နဲ့ကကြတော့မရတော့ဘူးဘာဖြစ်လို့လဲဆိုတော့ तू cash basis အရာအဲ့ဒီနေ့အဲ့ဒီလနဲ့ဆိုင်နဲ့စရင်အမှန်တွေမထွက်နိုင်ဘူးဆိုလိုတာကအခုမှာကွန်ပစီအကျွေးနဲ့ရောင်းတယ်အကျွေးနဲ့ရောင်းတဲ့ဟာက cash basis မှာစရင်တွင်းလို့မရဘူးဘာဖြစ်လို့ဆိုတော့ငွေမရသေးဘူးလေအဲ့တော့ဒီ January လမှာရောင်းတဲ့အကျွေးရောင်းလိုက်တဲ့ဟာကို February လကျမှအကျွေးလာဆက်ရင် cash basis အရာဆိုရင် February လမှာကွန်ပစီရောင်းတယ်လို့စရင်တွင်းရတော့တာပြီးတော့ February လရဲ့ငွေဝင်အဖြစ်ကျွန်တော်စရင်ပါသွားတယ်ဒါက cash basis ရဲ့သဘောတရားအဲ့ဒါကြောင့်တက်ဆိုင်ရာကာလရဲ့စစ်မှန်တဲ့တန်ဖိုးတွေစစ်မှန်တဲ့အရှုံးမြတ်တွေစစ်မှန်တဲ့လက်ကျန်တွေက cash basis ရမထွက်နိုင်ဘူးအကြောင်းတကယ် profit and loss account နဲ့ balance sheet ကကြတော့မထွက်နိုင်ဘူးပေါ့နော်ဒါ cash basis ရဲ့သဘောတရားဒါ cash basis နဲ့လည်းကျွန်တော်စရင်တွေဆက်ဆွဲလို့ရတယ်ကြည့်လို့ရတယ်ကျွန်တော် computer software ထဲမှာပေါ့နော် accounting software မှာဆိုရင်လည်းသူ accrual basis နဲ့လာ cash basis နဲ့လာဆိုပြီးတော့ report တွေဓာတ်ရိုက်ကြည့်လို့တော့ရတယ်เนาะကြည့်လို့ရတယ် Okay ဒါဆို accrual basis ကဘာလဲဆိုတော့ accrual basis ကကျွန်တော်ကအခု LCCI တက်တဲ့သူစရင်ကိုင်သမားတွေပုံမှန်သုံးနေကြစရင်ပုံစံဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်က transaction ဖြစ်တိုင်းမှာ double entry နဲ့စရင်တွင်းတယ်အကျွေးဝယ်အကျွေးရောင်းကိစ္စအကုန်လုံးစရင်တွင်းရတယ်အဲ့တော့လာကုန်တဲ့အခါမှာတနည်းအားဖြင့်စရင်ချုပ်တော့မယ်တလတစ်ခါဖြစ်ဖြစ်3လတစ်ချိန်ဖြစ်ဖြစ်စရင်ချုပ်တော့မယ်ဆိုရင်စရင်ချုပ်ခံနီးမှာကုန်လက်ကြံတွေရေးတွက်ရတယ်ပေးရန်ကြံကြိုတင်ပေးတွေရေးတွက်ရတယ်ဘာဖြစ်လို့ပေးရန်ကြံကြိုတင်ရေးပေးတွေတွက်လဲဆိုတော့ကိုက accrual basis ကိုသုံးနေလို့เนาะဟိုခုနပြောတဲ့ January လမှာရောင်းတယ်January လမှာအကျွေးနဲ့ရောင်းတဲ့ဟာက February လမှာမရသေးဘူး February လမှာရမှာဒါဆို January လမှာမရတော့ January လကုန်တဲ့ချိန်မှာတလစာစရင်ချုပ်မယ်ဆိုရင် accrual basis အရာရရန်ကြံအဖြစ်ပေါ်ပြီးတော့တို့တော့အဲ့ဒီလရဲ့အရှုံးမြတ်စရင်ထဲမှာဒီတလစာရောင်းရငွေထဲမှာပါသွားမယ်ပါသွားတဲ့အခါမှာဒီတလရဲ့အမြင့်ထဲမှာဒီတလရဲ့ရောင်းရငွေထဲဘယ်လောက်မြင့်တယ်ဆိုတော့တခါတည်းပါသွားမယ်ဒါပေမဲ့တကယ်တော့ငွေတော့မရသေးဘူးပေါ့နော်အဲ့လိုမျိုးပုံစံကို accrual basis လို့ခေါ်အဲ့ဒါကြောင့်လေသူကဒီ adjustment နှစ်ဆုံးမှာလုပ်ရတဲ့တနည်းအားဖြင့်စရင်ချုပ်ခါနီးတိုင်းမှာလုပ်ရတဲ့ adjustment တွေအဲ့ဒီ adjustment ဆိုတာကကုန်လက်ကြံပါမယ်ကုန်လက်ကြံတွက်ချက်တာပြီးရင်ကုန်ကြစိမ့်နဲ့ပတ်သက်ပြီးတော့ပေးရန်ကြံရှိလားကြိုတင်ပေးရှိလားဝင်ငွေနဲ့ပတ်သက်ပြီးတော့ရရန်ကြံရှိလားကြိုတင်ရတာတွေရှိလားဘာလို့အဲ့ဒီကာလနဲ့ဆိုင်တဲ့ဟာပဲထည့်ရတယ်ရမရဒီကာလရဲ့ဝင်ငွေဆိုထက်ကိုထည့်ရတယ်ပေးမပေးဒီကာလရဲ့ကုန်ကြစိတ်ဆိုရင်ထက်ကိုထည့်ရတယ်ဒါ accrual basis အရာပြီးရင်ဒီကာလနဲ့မဆိုင်မဲနဲ့ဒီလထဲမှာကြိုရထားတာရှင်းပြန်ဖယ်ပြီးရင်ကြိုပြီးတော့ရထားတာရှင်းပြန်ဖယ်ကြိုပေးထားတာဆိုလည်းပြန်လို့ဒါဒီကာလနဲ့မဆိုင်သေးဘူးเนาะအဲ့ဒါတွေကိုရှင်းရတယ်ဒါ adjustment လုပ်ခေါ်တယ်ပြီးရင်အကျွေးနဲ့ပတ်သက်ပြီးတော့ဒီကျွေးတွေထဲကနေကျွေးဆုံးဖို့ရမယ့်အကျွေးထဲကနေကျွေးဆုံးဖို့အလားအလာရှိတာတွေကျွေးဆုံးရထားငွေပေါ့เนาะ allowance for doubtful debt
အဲ့ဒါတွေလည်းတွက်ချက်ရတယ်ပြီးရင် non current assets ဆိုတဲ့ fixed asset တွေရဲ့ depreciation တန်ဖိုး short တွေတွက်ချက်ပေးရတယ်နောက်ထပ်အဆင့်မြင့်လာမယ်ဆိုရင်ကျွန်တော် unrealized profit လိုမျိုးတွေပါတခါတည်းတွက်ရတယ် unrealized profit ဆိုတာကကိုယ့်ရဲ့ fixed asset တန်ဖိုးတွေနောက်ပိုင်းဆိုရင်ဒီ crypto ကိစ္စတွေ crypto တွေပါ asset အဖြစ်ပါလာမယ်ဆိုတော့တန်ဖိုးတွေအတက်ကြရှိတယ်ပေါ့နော်အဲ့ဒါတွေပါလိုက်ပြီးတော့ပြောင်းလဲတဲ့အပေါ်မှာပြီးရင်ကုန်ပစ္စည်းတွေ consignment နဲ့အပ်ထားတဲ့အခါမှာ consignment ဆိုအပ်ကုန်စနစ်နဲ့ပေးပို့တဲ့ဟာတွေမျိုးဆိုရင်အဲ့ဒီမှာကိုကပို့ပြီးဆိုရင်ကိုကရောင်း sale အဖြစ်တတ်မှတ်လိုက်တယ်ဒါပေမဲ့ဟိုဘက်ကမရောင်းရသေးဘူးဒါပေမဲ့ကိုကတော့ sale အဖြစ်တတ်မှတ်တယ်အဲ့ဒီပေါ်မှာကိုအမြင့်တွေတွက်ချက်တယ်ဒါပေမဲ့အဲ့ဒီအမြင့်တွေပါလာပြီမဲ့အဲ့ဒီအမြင့်ကဟိုဘက်ကနေတကယ်မရောင်းမထွက်မချင်းငွေမရှိမချင်းကကိုကတကယ်မြင့်တယ်လို့ပြောလို့မရဘူးအဲ့လိုမျိုးတကယ်မမြတ်ရသေးတဲ့အမြင့်မရှိသေးတဲ့အရာတွေကို unrealized profit လို့ခေါ်တယ်အဲ့ဒါတွေပါနှစ်ဆုံးတဲ့အချိန်မှာဒါစရင်ချုပ်တဲ့ခါတိုင်းမှာတွက်ချက်ပေးရတယ်ဒါ accrual basis ကြောင့်ဖြစ်တယ်ပေါ့နော်အဲ့ဒါတတိထားဖို့ကျွန်တော်အများစုလုပ်ငန်းစနစ်တကျထားတဲ့လုပ်ငန်းအများစုကဒီ accrual basis နဲ့ပဲတွားတာများတယ် accrual basis ကိုပဲသုံးတယ်အဲ့တော့နောက်ပိုင်းမှာ hybrid ဆိုပြီးတော့ hybrid ဆိုတာကကျွန်တော်အခုကားတွေမှာလည်း hybrid လိုမျိုးပြောပြီးဆိုရင်တော့ battery နဲ့ engine နဲ့ပေါ့နော်ဥပမာဒီနည်းနည်းနေတဲ့ချိန်ဥပမာ1 km နေဥပမာ30 km ကြားအထိကတော့ battery နဲ့မောင်းတယ်30ထက်ကျော်ပြီးတော့မြန်ချင်လာပြီဆိုရင်တော့ engine တွက်တူ no ပေးတယ်ပေါ့နော်အဲ့လိုမျိုးလေးစနစ်လေးတွေတွဲတဲ့ဟာတွေရှိတယ်အခုနောက်ပိုင်းမှာပေါ့နော်ဒါက EV electric battery ကတီးတန့်လည်းမဟုတ်ဘူးဒီအရင်တော့ကားဖြစ်တဲ့ engine တီးတန့်လည်းမဟုတ်ဘဲနဲ့ battery နဲ့ engine နှစ်ခုပေါင်းပြီးတော့သွားတာတတ်မှတ်ထားတဲ့အချိန်နဲ့တွန်းနေတဲ့ရွေး battery ရဟာကိုပဲသုံးမယ်နည်းနည်းမြန်ချင်တယ်ဆိုရင် engine တွက်တူ no လာမယ်အဲ့ဒီဟာကိုသူ hybrid လို့ခေါ်တယ်ပေါ့နော်အဲ့ဒီပုံစံတိုင်းပဲစရင်မှာလည်း hybrid ဆိုပြီးတော့ဒါခုနပြောတဲ့ accrual basis နဲ့ cash basis ကိုရောပြီးတော့သုံးတဲ့ဟာတွေလည်းရှိတယ်အဲ့ဒီအကြောင်းအရာတော့ဇေရိုနောက်ပိုင်းကြာမှအဆင်ပြေတဲ့အခါမှာပြန်ပြီးတော့ပြပါမှာဖြစ်တယ်အဲဒါကြောင့်ဒီနေ့ကစရင်က2မျိုးနဲ့မှတ်သွားနိုင်တယ် accrual နဲ့ cash basis အဲ့ဒီနှစ်ခုအရင်ဆုံးမှတ်ထားပါဒါပေမဲ့ကျွန်တော် LC ဆိုင်တက်တဲ့သူတွေစရင်တွေအဆင့်မြင့်တက်တဲ့သူတွေအများစုကျွန်တော်သင်ခန်းစာမှာလေ့ထားတာက accrual basis ကို accrual basis နဲ့တွားနေတာအဲ့ဒါကြောင့်ကျွန်တော် adjustment တွေလုပ်နေရတာအဲ့ဒီ adjustment တွေနဲ့ပဲတိုင်ပတ်နေကြတာဟုတ်တယ်မလား final account တွေအနည်းချုပ်စင်းတွေဆွဲတဲ့အခါမှာအဲ့ဒါတွေဟိုမှာရွှေ့လိုက်ဟိုမှာပေါင်းလိုက်ဟိုမှာနှုတ်လိုက်ဘယ်ဟာကပေါင်းရမယ်ဘယ်ကနှုတ်ရမယ်ဆိုတော့ခေါင်းခဲနေတဲ့ဟာတွေเนาะအဲ့ဒါက accrual basis ကြောင့်ဖြစ်တယ် cash basis တာသုံးမယ်ဆိုအဲ့ဒါတွေကမလို့ပေါ့เนาะဒါပေမဲ့ cash basis နဲ့သုံးမယ်ဆိုတော့ကိုလိုချင်တဲ့ရလဒ်တွေအတိအကျထွက်လာမှာမဟုတ်ဘူးဒါပေမဲ့မရဘူးလားဆိုတော့လေအတိုင်းတော့တကူထီရတဲ့အနေထားရှိတယ် accounting software မှာလည်း cash basis နဲ့ဒီ accrual basis နှစ်ခုစလုံးကိုရတယ်ဒါပေမဲ့စရင်ကြည့်တဲ့အခါမှာ accrual ဒီနှစ်ခုစလုံး report ကိုကြည့်လို့ရတယ်ဒါပေမဲ့ကို accrual နဲ့တွားမယ်ဆိုတော့ adjustment တွေထည့်မှာ accrual မှာအတိအကျထွက်လာမှာဆိုတော့အရာလေးရှင်းပြခြင်းနဲ့အားလုံးကျေးဇူးအများကြီးတင်တယ်မေးချင်တာတွေရှိမယ်သိချင်တာတွေရှင်လဲကျွန်တော် comment တွေမှာဖြစ်မေးလို့ရတယ်အဆင်ပြေတဲ့အခါမှာဒီလိုပြန်ပြီးတော့ဝေမျှပေးမှာဖြစ်တယ်